မလိုချင်တာတွေကိုမှရွေးပြီးပေးတတ်တဲ့ကံတရားရဲ့ကျမရှင်တန်ရအောင်မဲ့ဘဝရဲ့ကျမအပြုံးမပြတ်ပါဘူးဖြစ်ချင်တာတွေဖြစ်မလားလဲတနေ့ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကျမရက်တည်နေပါတယ်ဘလို့တွေထပ်ပြီးကြိုးဆိုရအောင်မလဲမသိတဲ့နေ့ရက်တွေမှာဒီလောက်လေးနဲ့ပြိုလဲလို့မဖြစ်ဘူးလေမဖြစ်ချင်တာတွေဖြစ်လာခဲ့ရင်လေကျမလက်ခံပါတယ်ကျမဘဝရဲ့အတွေ့အကြုံဖြစ်နေပေါ့လောကကြီးကစမ်းကြဲတယ်ကိုကပူပြီးရက်တည်နိုင်လေလောကဒဏ်ကပူပြီးတိုက်ခိုက်လေပဲဘယ်တော့မှအပြုံးမပြတ်ပါဘူးအခက်ခဲတွေကကျမအတွက်တော့အတွေ့အကြုံပါပဲဖြစ်ချင်တာတဲ့ဖြစ်တင်တာကိုအကောင်းဆုံးလှုပ်ဆောင်သွားပါမယ်အဲ့ဒါကကျမရှင်တန်ရမယ်ဘဝအတွက်အခက်အခဲတွေလို့တဘောမထားဘူးသင်ခန်းစာနဲ့ကျမကိုပူပြီးထက်မြက်စေတဲ့ဘဝရဲ့အတွေ့အကြုံတွေလို့ပဲကျမမြင်တယ်